ဒါကောင်းတယ်ဒီကရုံးနာတွေပါလိမ့်မရှိဘူးငါးနဲ့16နဲ့တော့ရှိနိုင်ငံတို့ဘာလို့ကတ်မဲ့ဆိုရင်တော့ပထမဦးဆုံးနိုင်ငံတတ်မတတ်ပေါ့သူနိုင်ငံတွေကြတော့အကွဲကြောင်းတွေပါရှိရတယ်အဲ့ဒါတွေတတ်မတတ်စစ်တချို့ဒီလိုပေါ်ပဲဖြစ်ဖြစ်ဘီလက်မြေပဲဖြစ်ဖြစ်ပေါ့ဒီလက်နဲ့အဝတ်လျှောက်တွေပါနေပွင့်အောင်သူကဖွာထောက်သွားတယ်ကောင်ကြောက်မပွားဘူးဘီလက်မြေနဲ့ကတ်ထားလို့ရှိရင်ကွာဘီလက်မြေတက်တန်းကုန်သွားတဲ့အချိန်ကြွေပြားရှိနေတဲ့အချိန်ဒီကြွေပြားတွေအဲ့လိုအဖျားလန့်တာတွေကုန်းတာတွေအဲ့လိုဖြစ်တတ်တယ်ဒီကောင်ကျတော့ကြွေပြားကိုသူကကြွေပြားပြက်စီးမဲ့ဥစ္စာကဒါဆွတ်ထိန်တာဆွဲရအဲ့ဒီအတွက်ကြွေပြားယုံတာတွေပါလိမ့်မရှိဘူးဒါကောင်းတယ်လက်ဆိုရင်မသေးဖက်နဲ့ထားရင်မပြောက်ဘူးဒီကြွေပြားလေးဒီကောင်စပေါက်ပါဒီကောင်စပေါက်မပေါ့အဲ့လိုကတ်ထားလိုက်လုံရင်းကိုင်နဲ့ကတ်ထားလိုက်တာပေါ့ပျောက်ပါပေါ့မလဲတော့အဲ့ဆွဲအားကိုမူတည်တာပေါ့ပြောချင်တာစပေါ်မရှိတာတော့သူ့မှာကတ်နိုင်တဲ့စွမ်းအားရှိရတာအဲ့ဒီအတွက် Marvel တို့ Green Light တို့ဆိုလို့ပုံကောင်းတယ် ကောဆိုရင်အကတ်ဆုံး easy fix ကိုတော့